ဒီလိုလူမျိုးကစပင်းညက်ဆိုင်ကိုလာခဲ့မယ်ဆိုရင်စပင်းစရာတိုင်းအတွက်တော့တကယ်ကိုကြီးမားတဲ့စင်ကုန်မှုကြီးတစ်ခုဖြစ်မှာပါဒီလူကစပင်းညက်ဆိုင်တွေကိုဝင်လာတာနဲ့ဆိုင်တွေကလူတွေအားလုံးကရေခဲရိုက်ခံရသလိုအတောင့်လိုက်ကြီးဖြစ်သွားပါတယ်။ဘာကြောင့်လဲဆိုတော့စပင်းပုံစံထိုးစက်နဲ့ဒီလူကအရေအများဆုံးလူတစ်ယောက်ဖြစ်တယ်လို့ပိုကျိုးတစ်ယောက်လည်းဖြစ်နေတာကြောင့်ပါသူ့ရဲ့စပင်းပုံစံအနေငယ်ပြတ်သွားရင်တော့မှအသက်ခံရမှာကင်းဆိုင်မှာပါဆိုင်တွေကိုရောက်ချလာပြီးသားဖြစ်တာကြောင့်စပင်းမညက်ပေးလို့ကလည်းမရတော့ပြန်ပါဘူး။ကောင်မလေးကကြောက်တရားကင်းမဲ့စွာနေပဲသူပဲညက်ပေးပါမယ်ဆိုပြီးပြောခဲ့ပါတယ်။အဲ့လိုနဲ့ကရုံးတုံးမဲ့နေရာကိုပြောင်းရိတ်နေတော့မှစပင်းတုံးကြီးကိုမတော်ဆရိတ်မိသွားပါတယ်။အားလုံးကလည်းခေါင်းစင်နေတယ်လို့ခံစားလိုက်ရပါတယ်။စပင်းကောင်းတဲ့လူကချင်းချင်းပြေးလာပြီးတော့စပင်းထုံးကိုစိုင်ပြင်းပြစ်ထုတ်လိုက်ကအားပါလွန်းတာကြောင့်တကားပါကျိုးသွားပါတယ်။စပင်းစည်းပြုတ်သွားတယ်ဆိုတော့ဘိုးကျိုးမသိအောင်ဆိုပြီးရှိတဲ့စပင်းတွေကိုအားကုန်ဆူဆွဲလိုက်တာဟာဘိုးကျိုးရဲ့မျက်နှာကြီးဂျိုကမျက်နှာဖြစ်သွားတဲ့အထိပါပဲ။ကံကောင်းစွာပဲစပင်းစည်းလေးတော့ရလိုက်ပါတယ်။ရွှေညံတော်ဆိုးရှာတဲ့ကောင်မလေးကခွေကြီးတော်ပြေးကောက်လာခဲ့ပြီးတော့ဘိုးကျိုးရဲ့ခေါင်းပေါ်ကစပင်းထုံးနေရာမှာတင်ပေးလိုက်ပါတယ်။ဘိုးကျိုးကိုကြည့်ရတာစပင်းဆိုင်အစ်စ်ကိုတိတ်တဘောချနေပုံပါပဲ။ဒီလိုလူမျိုးကစပင်းညက်ဆိုင်ကိုလာခဲ့မယ်ဆိုရင်စပင်းစရာတိုင်းအတွက်တော့တကယ်ကိုကြီးမားတဲ့စင်ကုန်မှုကြီးတစ်ခုဖြစ်မှာပါဒီလူကစပင်းညက်ဆိုင်တွေကိုဝင်လာတာနဲ့ဆိုင်တွေကလူတွေအားလုံးကရေခဲရိုက်ခံရသလိုအတောင့်လိုက်ကြီးဖြစ်သွား